ယေရှုခရစ်တော်သည်အပြစ်သားများကိုကယ်တင်ဖို့ရန်ဤလောကကိုကြွလာပြီးသူ့ကိုယုံကြည်သောသူအပေါင်းတို့အားထာဝရအသက်ကိုပေးတယ်။တပည့်တော်များနဲ့တေရစာရီဟဲလီပြီးဆုံးမဩဝါဒပေးခဲ့ပါတယ်။ဒီနေ့မှာတော့ကျမ်းတပ်ဖို့ကိုတယောက်သည်ယေရှုကိုစုံစမ်းခြင်းကမေးခွန်းထုတ်ခဲ့ပါတယ်။ဆရာကျွန်တော်ထာဝရအသက်ရဖို့ရန်အတွက်ဘာလုပ်ရမလဲ။အင်းဒီကျမ်းမှာဘာပြောထားလဲ။ကျမ်းတပ်ပြောတာကတင်းဤဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့အစွမ်းတတ္တိရှိသည်မြဉာဏ်ရှိသည်မြနဲ့ချစ်လောကိုယ်နဲ့ဆက်ဆိုင်သောသူကိုကိုယ်နဲ့မြချစ်လောဟုလာပါတယ်မန္နာဘောဟုတ်ကဲ့ဒီအတိုင်းလုပ်ပါခဏနေပါဦးဘသူကငါနဲ့ဆက်ဆိုင်သောသူဖြစ်မလဲကျမ်းစာဘုံဥမာဖြစ်ပြန်ပြောတယ်ကျိုးတယောက်ဒီယေရုရှလင်မှယေရီခေါမြို့အသွားတမယားတိုက်ခံရပါတယ်နေပြန်နေနိုင်ထွက်သွားတဲ့အခါဒေနာရီနှပြကိုထုတ်၍ဆရာရှင်အားပေးလျက်ဤသူကိုကြည့်ရှုပြုစုပါဂုံသမျှကိုငါပြန်လာတဲ့အခါဆောက်ပေးမယ်လို့ပြောထားခဲ့ပါတယ်ယေရှုကကျမ်းစာအားဤသုံးယောက်ထဲမှာဘသူဟာလူနာနဲ့ဆက်ဆံတော်သူဖြစ်တယ်လို့မေးခဲ့တယ်ကျမ်းစာကလူနာကိုပြုစုတော်သူဖြစ်တာပေါ့လို့ပြောတယ်မန္နာဘောအခုတော်ပြီးထိုကဲ့သို့ပြုပါကျွန်တော်ရဲ့ပြုမှုတွေကိုရောနူးညာခွန်ပေးပါထောင်လာတဲ့ကျွန်တော်ရဲ့မမနာတွေလေကိုရောနေကြတဲ့နှလုံးသားပေးပါကဲရလွန်ကျွန်တော်ရဲ့နှုတ်ရှာပါစပ်တွေကိုရောစွမ်းအားခွန်ပေးပါမြညာနဲ့ကျွန်တော်ရဲ့စိတ်ဆန္ဒတွေလေကိုရောဖြူစင်တဲ့နှလုံးသားပေးပါကိုလာဝါကာရိုင်းကိုထမ်းပြီးတကယ်နောက်ကိုကျွန်တော်လိုက်ချင်နေစီစဉ်တွေကိုရောကင်းဝေးခွန်ပေးပါလမ်းမတဲ့ကျွန်တော်ရဲ့ခြေလှမ်းလေးတွေလေကိုရောအလိုတော်တိုင်းပို့ဆောင်ပါကဲရလွန်ကျွန်တော်ရဲ့နှုတ်ရှာပါစပ်တွေကိုရောဆန်းအားခွန်ပေးပါမြညာနဲ့ကျွန်တော်ရဲ့စိတ်ဆန္ဒတွေလေကိုရောဖြူစင်တိုက်ရှင်ခွန်ပေးပါကိုလာဝါကာရိုင်းကိုထမ်းပြီးတကယ်နောက်ကိုကျွန်တော်လိုက်ချင်နေခန္ဓာအလုံးလူတည်ဖြစ်ခြင်းနဲ့ကိုလာဝါကာရိုင်းကိုထမ်းပြီးတကယ်နောက်ကိုကျွန်တော်လိုက်ချင်နေတန်ရှင်သောဝိညာဉ်တော်အဖြစ်ကျွန်တော်ရဲ့စိတ်ခန္ဓာအလုံးလူတည်ဖြစ်ခြင်းနဲ့ရဲ့စိတ်ခန္ဓာဝိညာဉ်ကိုလူတည်ဖြစ်ခြင်း
ချင်တဲ့